လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူတွေနဲ့ troll လို့ခေါ်တဲ့ဘီလူကြီးတွေဟာတဟာတော့ဖြစ်စွာနေထိုင်ခဲ့ကြဘူးတဲ့ဗျာဒါပေမဲ့ခရစ်ယာန်ဘာသာထွန်းကားလာတဲ့အခါမှာတော့ဒီတနအီလာသတ္တဝါကြီးတွေကိုမျိုးတုံးအောင်တက်ဖြတ်ခဲ့ကြပါတယ်အခုတော့နှစ်ပေါင်း30ကြာပြီးတဲ့နောက်မှာကြောက်ဖြစ်ရုပ်ချင်းပညာရှင် Nora စီကိုသူ့တငယ်ချင်း Andreas ရောက်လာခဲ့ပါတယ်တောင်ပေါ်မှာအေယာမဘီလူကြီးတစ်ကောင်ကိုထပ်တွေ့ထားလို့ Nora ရဲ့အကူအညီလိုအပ်နေတာပါပဲ Nora ဟာလှုပ်ဝက်တဲ့ခွေခန်းထဲမှာယူလို့အမိပေးထားတဲ့အေယာမဘီလူကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့မတော်အဆအခုကြောင့်ခတ်ထားတဲ့တန်ကြိုးတွေပြတ်ထက်သွားပြီးဘီလူကြီးကလွတ်မြောက်သွားပါတော့တယ်တက်ခွဲခန်းတစ်ခုလုံးပျက်စီးသွားသလိုပညာရှင်တချို့လည်းအသက်ဆုံးရှုံးခဲ့ရတယ်ဗျာယူဟာလူတွေရှိတဲ့အပန်းချင်းစခန်းတစ်ခုကိုဝင်စီးပြီးလူတွေကိုပါအရှင်လက်လက်စားပွဲတောက်ပွဲလုပ်ပါတော့တယ်စစ်တပ်က Chris ဦးဆောင်တဲ့ရဟတ်ယာဉ်တွေနဲ့ခရိုင်းလွန်ရောင်ကြီး UV lights တွေတုံးပြီးတိုက်ခိုက်ပေမဲ့ဘီလူကြီးကိုမရှင်းနိုင်ပဲရဟတ်ယာဉ်တွေပြတ်ကျကုန်တာပေါ့Nora ကတော့ဒီဘီလူကြီးတွေဟာလူတွေရဲ့နှိပ်စက်မှုကိုခံထားတာလို့အခုလိုရန်လိုနေတာလို့ယုံကြည်နေပါတယ်Nora ဟာလွိုင်းကူတစ်ခုထဲမှာသူလျှော့ဝှက်စွာစောင့်ရှောက်ထားတဲ့ beautiful လို့ခေါ်တဲ့ဘီလူလေးတစ်ကောင်နဲ့တွားတွေ့ပါတယ်။ Nora ကဒီဘီလူလေးကိုတုံးပြီးဘီလူကြီးကိုငိမ့်ချမ်းအောင်လုပ်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ဝမ်းနယ်စရာကောင်းတာကတိုက်ပွဲကြားမှာဘီလူလေးဟာရေခဲပြန်အောက်ကိုကျသွားပြီးတေဆုံးသွားခဲ့ရတယ်ဗျာ။ဘီလူလေးတေသွားတဲ့အတွက် Nora ဟာအယမ်းကိုဝမ်းနယ်နေခဲ့ရပါတယ်။ဒါပေမဲ့ယူဟာမြောက်ဘက်ကိုဦးတည်ပြီးသွားနေတယ်ဆိုတာသူတို့သိလိုက်ရတယ်။ဒါဟာရှေးအောင်ဘရောက်ဘူးလမ်းကြောင်းထင်နေတာဗျာNora မကျုပ်စာအုပ်ကိုကြည့်လိုက်ပြီးသူ့အဖေရဲ့ပုံပြင်ကိုသတိရသွားပါတယ်Nora နဲ့အဖွဲ့ဟာ Nara တို့ဖျားရှိကိုကျောင်းအောက်ကလျှို့ဝှက်ဦးမနယ်ကိုရောက်သွားခဲ့ကြပါတယ်ဗျအဲ့ဒီမှာရှေးဟောင်းနယံဆဲရီပန်းချီတွေကိုတုံးပြီးဘရင်အိုလက်ပြန်ဖျောက်ဝက်ကူတင်းချိုင်းကိုရှာတွေ့ခဲ့ကြတယ်အဲ့ဒီထဲမှာဘရင်ကြီးရဲ့အယိုးစုနဲ့အတူငွေသားတစ်စင်းကိုတွေ့လိုက်ရသလိုတမိုင်းမှာပျောက်ဆုံးနေတဲ့ troll ဥပဒေရဲ့အစိတ်အပိုင်းကိုပါရှာတွေ့ခဲ့ပါတယ်တကယ်တော့ Olaf ဟာဘီလူတွေကိုတတ်ချင်တာမဟုတ်ဘဲ Church of Five စီးကသာလူမဆန်စွာတပ်ဖြတ်ခဲ့တာဖြစ်နေပါတယ်အခုတော့ယူရဲ့အားနည်းချက်ကိုတည်သွားပါသည်သူဟာအမွန်အမနက်ထားတဲ့ရေစင်နဲ့ထိအိမ်အသားတွေလောင်ကျွမ်းသွားတာပါစစ်သားတွေဟာရေတံဘူးတွေထဲမှာရေစင်တွေဖြည့်ပြီးဘီလူကြီးကိုတိုက်ခိုက်ကိုအစင်သင့်ပြင်လိုက်ကြပါလေဖျားရှိခိုးเจ้าရဲ့ခေါင်းလောင်းတန်းတွေဟာလည်းယူရဲ့နားတွေကိုအတော်လေးဒုက္ခပေးနေတာပေါ့ဒါပေမဲ့ဘီလူကြီးကလည်းအရှုံးမပေးပေအစာအိုးတွေကိုရိုက်ခွဲပြီးရန်တုံပြန်နေပါတော့တယ်အားလုံးအံ့ဩသွားရတာကတေပြီးလို့ထင်ထားတဲ့ဘီလူလီ beautiful ဟာရေထဲကနေပြန်တက်လာပြီးယူအိုပြန်တိုက်တာပါပဲဘီလူကြီးနှစ်ကောင်ရဲ့တိုက်ပွဲဟာတကယ်ကိုပြင်းထန်လုံးပါတယ်ဒါပေမဲ့ beautiful ဟာလူကောင်သေးတော့ယူရဲ့ခြေတော့အောင်မှာအနှိမ့်ဆက်ခံနေပြန်တယ်အခုတော့နောက်ဆုံးလက်နက်ဖြစ်တဲ့ဘုံကိုသုံးရတော့မယ်အန်ဒရီယာဟာဇနီးလောင်းလေးကိုဖုန်းနဲ့နှုတ်ဆက်ပြီးဘုံနဲ့အတူဘီလူအီရဲ့ပစံသေးကိုခုံချလိုက်ပါတော့တယ်ဘုံပေါက်ကွဲပြီးရေစင်တွေဟာယူရဲ့ခန္ဓာကိုယ်တွေကိုပြန့်နှံ့သွားတဲ့အခါမှာတော့ beautiful ကဘီလူကြီးရဲ့နှလုံးသားကိုဆွဲထုတ်ပြီးဇက်သိမ်းပေးလိုက်ပါတော့တယ်ဇလန်အစုံမှာတော့ beautiful ဟာတောင်ပေါ်မှာလွတ်လပ်စွာနေထိုင်ခွင့်ရသွားတယ်လို့ Nora နဲ့လည်းခင်မင်နဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒါလိမဲ့တစ်ဖက်မှာလည်းခိုးယူသွားတဲ့ဘီလူနမူနာကနေဘီလူလေးတကောင်ပြန်ပေါက်လာတာကိုတွေ့လိုက်ရတော့နောက်ထပ်ဘာတွေဖြစ်လာအောင်မလဲဆိုတာရင်ခုန်စရာပါပဲကဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်ဖို့ follow လုပ်ထားဖို့မမေ့နိုင်အောင်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ